Michael Eric ပေါ့ Michael Eric အမေစုရဲ့ယောက်ျားပေးခဲ့တဲ့တေရောပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီ campaign တစ်ခုလုပ်ထားတယ်ပေါ့အဲ့ဒီ campaign ကတော့ကျွန်တော်တို့ဒီဟောပေါ့ဒီစစ်ပေးရှောင်းတွေကိုကူညီဖို့အတွက်ကျွန်တော်တို့မဲလက်မှတ်လေးရောင်းထားတဲ့ campaign တစ်ခုရှိရဲအဲ့ဒါကိုဒီပြပွဲမှာကျွန်တော်တို့ထုတ်ပြီးတော့ပြထားတာပေါ့ဒီလိုကျွန်တော်တို့ဒီမှာဒီပြပွဲလေးလုပ်ရတဲ့ရွေးချက်ကတော့ကျွန်တော်တို့ဒီဟောကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဘိုးသားမှာရှိတဲ့စစ်ပေးရှောင်းပြည်သူတွေနဲ့ဘိုးတိုင်းမှာရှိတဲ့စစ်ပေးရှောင်းပြည်သူတွေကိုကျွန်တော်တို့တနိုင်တဲ့လူပညာနဲ့ကျွန်တော်တို့ဒီမှာဒီကားတွေပြရတယ်ရောင်းတယ်ပေါ့ရလာတဲ့ဟာတွေကနေမှကျွန်တော်တို့လူတန်းဖို့တော့ရှိပါတယ်နောက်ပြီးတော့ဒီပွဲလေးကိုစီစဉ်ထားတဲ့ရွေးချက်ကတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ပကြီးဆရာ9ဦးပါတယ်ပေါ့9ဦးပါတယ်ပကြီးဆရာမ2ဦးပကြီးဆရာ3ဦးပါတယ်ပေါ့ဒီပွဲမှာကျွန်တော်တို့ပြထားတဲ့ကားတွေကကျွန်တော်တို့ရေးဟန်တွေပကြီးဆရာတယောက်နဲ့တယောက်မတူကြဘူးပေါ့အဲ့အတွက်ကြောင့်လို့လဲကျွန်တော်တို့ဒီမြင်များဆိုတဲ့ဟိုပါပေါ့ကျွန်တော်မြစ်တွေကတမင်းနဲ့တမင်းမတူကြဘူးပေါ့ကျွန်တော်ကိုယ်ကောက်စီစဉ်တဲ့ပုံစံတိုင်းမတူကြတဲ့အတွက်ကျွန်တော်တို့မြင်များဆိုပြီးတော့ကျွန်တော်ဒီပကြီးပြပွဲလေးကိုကျွန်တော်တို့ blood down တင်းရနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့ဒီပွဲလေးကိုကျင်းပနေဖြစ်ပါတယ်ဒီဝိုင်းလာနေတာဒီ